ဒီနေ့အရင်ရုံးကညီမလေးမန္တလေးကိုမပြောင်းခင်ကျမတို့ညစာသွားစားကြမှာဖြစ်ပါတယ်ဒီကသွားစားတဲ့ဆိုင်ကကျမတို့အများနဲ့ကတ်ကြော်သွားတဲ့ဆိုင်ပေါ့နော်မြန်မာပလာဇာသွားတိုင်းမြင်ရတယ်ဒါပေမဲ့တခါမှမထိုင်ဘူးဒီကိုရီးယားဆိုင်ကညီမလေးကကောင်းတယ်လို့ပြောတာနဲ့ကျမတို့ဒီနေ့တော့ဒီရောက်ခဲ့ပါတယ်ဟုတ်တယ်ကျမသတိထားမိသလောက်ဆိုရင်ဒီဆိုင်ရဲ့မီနူတွေကစက်သားမီနူတွေလည်းရတယ်အဲ့တော့စက်သားပဲစားတယ်ဆိုတဲ့သူတွေအတွက်လည်းစင်ပြေမယ်ထင်တယ်If you like a long hot summer breeze dance into an incredible beat Hey with your friends that's all that you need If you love the way it makes you feel Hey when you feel it It makes you feel good Can turn a bad day to the better Play another tune It's gonna be alright Don't say never Friends can change your mood A little fun tonight lasts forever Will make you feel so good If you like 爸，他没出来，就把他买了。没有别的，没有啥的，没有我那么多。不管买。喏，你喏。那啥？别发了。得ရမှာစိတ်ချမ်း ဆုံးလေးပဲ စားချင်စိတ်များတယ်မေးသွားတယ် ဒီရောက်ပဲထုတ်ပြရတယ်ဘုံရိုက်လိုက်တာ ဒီမှာမှမဟုတ်တယ်ဘေးကဆမ်ခန်းနဲ့တည်းရတာဒီနေ့နဲ့တော့မမြင်ဘူးမလာဘူးဟိုဘာလို့လဲဟုတ်တယ်လားအဲ့ရရဟာဟုတ်ဘာလာမလာဘာမနေမဲနဲ့ကွာဒီကနေ့ငါမဒီလိုဖောက်ပါတော့ဒီတိုင်းရရတယ်ငါရည်ရဲ့သမီးမေတဲ့ဘောနဲ့ပြောတာတော်ပြီသမီးသား
接下来，真係我當啱。这么晚，可能真的这样的话， စကားကငါ့ကို 那这样子可都这些年这里的就我这个我这帮不上去了。 အဲ့လိုမြင်ပစိမ့်နေလိုက်တယ်ပေါ့ပစိမ့်နေရောအဲ့တော့ကိုထဲတာအဲ့ဒီကစားပြီ ထည့်ပြီးတော့တမီးကတမီးကလည်းဒီထည့်တယ်ဒီနေ့ချင်းဒီခန်းစီတော့ဟောပြီးဟောပြီးမခန်းစီဒီကတော့ဖားတယ်လေဒီဖားတယ်တကယ်လေး တမီးလေး ပြီးပြီးသွားရင်တော့တော့တဲမလို့နေနေတယ်နည်းနဲ့တော့တယ်အဲ့ဒါလည်းချင်းအချို့တော့လို့ဖြစ်သွားတယ် အဲ့လက်ဆောင်ပေးတာအဲ့လိုတုတ်စားတယ်မင်းအဲ့လိုတုတ်စားမှသားလို့ငယ်ကြီးတဲ့တုတ် စိမ့်နဲ့ နည်းနည်းမင်းနဲ့ အနေနဲ့ ကျက်တော့မေးချင်းကျက်တော့မင်းနဲ့မင်းကအဲ့ဒါလည်းတုတ်ခနောတဲ့စီနဲ့မေယိုကြီးကိုကတိနဲ့ညက်ဒီကိုစားအဲ့မှာရှောက်ပြပြနေတော့ရတယ်ဆိုတော့ တမီးကကြောက်အဲ့ဒီတိတ်ကြတယ်ကျတော့မင်းဆိုင်ကိုထည့်အချို့ကြိုက်တယ် ဒီညီမလေးကသူနေရနေပြီးတော့ကျမတို့အတွက်ငချင်းလက်ဆောင်ပါလာတယ်အဲ့ဒါကိုသုံးပုံသုံးနည်းလေးတွေတယောက်နဲ့တယောက်ဖလှယ်နေကြတာပါကျမကတော့စားဖို့အတွက်ကတော့ ready ပါပဲငချင်းကတော့ share ကြိုက်ပါတယ်ရင်တော့ကျွန်တော်ညောင်လေးဘက်မှာနေခဲ့ဘူးတယ်အဲ့တော့မိုဟင်းကဘလိုတွေပါတယ်ခင်းရင်တည်ရင်လည်းစားရတယ်ဆိုတဲ့အကြောင်းမမေကပြောပြနေတာပါ 这是放下。1 2 3တော့ဘာလို့ဆက်ငါတော့နေတာ ဆက်ရနေနိုင်တယ်အေးဘယ်လိုသိဆိုင်လို့ရအောင်အဲ့ဒါစလိုက်နေတော့ကောင်မလေးတွေကလမ်းလျှောက်တာညောင်းတာတက်ပဲလား တိုက်ပြပါညာဆက် ဟုတ်ကဲ့အဲ့နေချင်တယ်တော်လားမထဲတော့ ဟန်နီကန်နဲ့တူတူချက်လက်စားလို့တောက်လို့ပြီးသွားပြီဆိုတော့ကျမတို့ညီမလေးကိုသူ့အိမ်ကိုပြန်ပို့မယ်သူ့အိမ်ပို့ပြီးမှကျမတို့တွေပြန်မယ်ပေါ့နော် တတာ ကျမတို့အပြန်ဒီဝီဇီယနာမီပွိုင်မှာရောင်းတဲ့ပန်းအဖူးလေးတွေကိုဝယ်မယ်ဝယ်ပြီးတော့မှအိမ်ပြန်မယ်အိတ်စပယ်ပန်းအဖူးလေးတအားမွေးတာညဘက်ဆိုထားလို့ရှင်လေတရားကတ်ထားရင်အရင်မွေးကဲအိမ်ပြန်ပါပြီပန်းလေးရပြီ bye bye see you